ကိုကြီးမင်္ဂလာပါခင်ဗျကျွန်တော်ဒီမှာဆိုရင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီသူတို့ကာကိုဒီမှာသွားရင်ခေါ်ပါဘောနော် country ပါထည့်လို့ရတယ်ကိုကားနံပါတ်တွေထည့်လို့ရမယ်နောက်ပြီးကြ item type သူကဘာမျိုးစားတွေလဲနောက်ပြီးကြရင် delete type ဒါကတော့ delete type ကိုတို့မှာတော့ delete type မပါဘူးပေါ့နော်ဒါက user account က deliver တွေလားဘာလားဒါကသွားတည်တဲ့သူတွေ customer တွေဆိုတော့ကျွန်တော်တို့ကဒီမှာတော့မပါဘူးကိုတို့ကရိုက်တာပဲပါမှာဆိုတော့ဒါတွေတော့မပါဘူးဒါက brand ရုံးခွဲတွေကိုခွဲချင်ခွဲလို့ရတယ်ပေါ့နော်ဒါက company ဒါက UI asset ပေါ့နော် UI asset တွေဟုတ်ပြီကျွန်တော်တို့စပြီးစီးရင်သွင်းတဲ့ဘက်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ကnew order ကိုကျွန်တော်တို့ထပ်သွားရမယ်ပေါ့နော်ဒီမှာ new order ကိုကျွန်တော်ထပ်သွားမယ်သွားလိုက်တဲ့တဲ့ဘက်နဲ့ကျွန်တော်တို့ကဒါ ship search shipper ပေါ့သူ့နာမည်ဘယ်သူကလဲပေါ့နော်ဘယ်သူကလဲဆိုတော့ဒါဘယ်သူကကိုယ့်ကိုဒီပစ္စည်းကိုပို့တာလဲပေါ့နော်ကျွန်တော်တို့ကဘယ်ကနေဘယ်ကိုပို့ရမှာလဲပေါ့နော် from ကရန်ကုန်ကနေပြီးတော့ဘယ်ကိုပို့မှာလဲသူကအရင်ဆုံးကျွန်တော်တို့ကအကိုတို့ဆိုရင်တော့ရန်ကုန်ကနေမန္တလေးကနေရန်ကုန်အဲ့လိုမျိုးဒါမှမဟုတ်ကျွန်တော်တို့ all country တခြားဘယ်နိုင်ငံလဲပေါ့ဒါတော့နိုင်ငံနဲ့သွားတာပေါ့နော်ဒါလေးတွေကတော့ပြောင်းလို့ရတယ်ဒီနိုင်ငံလေးတွေကတော့ကိုတို့စိတ်ကြိုက်ပြန်ထည့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးပြန်ထည့်လို့ရမယ်ပြီးတော့ကြတော့ကျွန်တော်တို့ဒါပို့လိုက်တဲ့သူရဲ့နာမည်ဒါလက်ခံတဲ့သူကလည်းကြော့အဲ့ဆိုကိုတို့ parcel ထုတ်တွေပို့ရင်ဒီပစ္စည်းကိုဘယ်ပို့မှာလဲသူ့ရဲ့ဖုန်းနံပါတ်ဒါ receiver ပေါ့နော်လက်ခံသူရဲ့ဖုန်းနံပါတ်ကျွန်တော်တို့ item ဒီ item ရဲ့နာမည်ကဘာလဲပေါ့နော် food ဆိုစားစာဆိုရင်စားစာ electric ဆိုရင် electric အားသားဆိုရင်အားသားပေါ့နော်အဲ့ဆိုရင်နောက်တစ်ခုကကြတော့ကိုတို့ kg တွေထည့်ချင်သလား kg ထည့်လို့ရမယ်ဒါက parcel ထုတ်မှာသူကတစ်ခုတည်းလား2 piece လား3 piece လားဒါဆိုတော့ပုံမှန်ရဆိုရင်တော့ကိုတစ်ပေါက်ထည့်ပဲပေါ့နော်ပစ္စည်းရဲ့တန်ဖိုးကဘယ်လောက်လဲကိုထည့်ချင်ထည့်လို့ရတယ်ခု10ရာ1000တောင်းသိအဲ့ဆိုရင်ကျွန်တော်တို့ကိုချားချက်ကဘယ်လောက်ပေးရမှာလဲ3000ဆိုရင်ခု10ရာ1000 3000 4000ဆိုရင်4000ပေါ့နော်အဲ့4000ကကျွန်တော်တို့ခု10ရာ1000 4000အဲ့မှာသူကဘာနဲ့တစ်ခါတည်းရှင်းလိုက်တာလဲပေါ့ချက်ချင်းရှင်းပေါ့နော်ကျွန်တော်တို့ကတော့ဒီမှာအကျွေးမချန်တော့ဘူးပေါ့နော်ကာကိုဒီမှာတော့အကျွေးချန်တာနည်းတယ်ဒါဆိုရင်ကျွန်တော်တို့ကပြီးသွားပြီဒါကသူ့ရဲ့ဘောနော် printer ထုတ်တဲ့ပုံစံလေးပေါ့နော်ကိုရိုးနဲ့အဆင်မပြေတော့ဒါလေးတွေပြင်လို့ရတယ်ပေါ့နော်ဒါက EMD ထုတ်တဲ့ printer လေးကိုကျွန်တော်တို့သုံးထားတာပေါ့နော်အဲ့ဒါသုံးထားတယ်ပြီးတော့ကြတော့ order list ထဲမှာသွားကြည့်မယ်ဆိုရင်ဒီ parcel တွေအများကြီးရှိမယ်အဲ့ parcel တွေကိုကျွန်တော်တို့ကလက်ခံလိုက်ပြီပေါ့နော်လက်ခံလိုက်ပြီဆိုရင်ဒါကအကယ်၍ကျွန်တော်တို့ဒါကတော့ချက်ချင်းတစ်ခါတည်းကိုတို့က receipt လက်ခံလိုက်လက်ခံပြီးတော့ကျွန်တော်တို့ printer ထုတ်မယ်ထုတ်ပြီးတော့ဒီ parcel တွေအားလုံးကိုကျွန်တော်တို့က create လုပ်ရမှာပေါ့နော် create လုပ်ရမယ်ဆိုရင်ကျွန်တော်တို့က create label တွေကိုသွားရမှာ create label တွေကိုသွားပြီးတော့ကျွန်တော်တို့ကသွားပြီးတော့စစ်ပေးရမယ်ပေါ့နော်ဒီမှာဆိုရင်တော့ create label တွေသွားမယ်ဆိုရင်သူ့ကိုဒါကတော့ရုံးနှင်းပိုင်းမှာဆိုရင်ကျွန်တော်တို့ဟိုမှာကျတော့ receipt လက်ခံလိုက်ပြီအဲ့အားတွေအားလုံးရုံးပြန်လာရင်ကျွန်တော်တို့က in ဆိုပြီးတော့ထည့်ပေးရတယ်ပေါ့နော်ကိုလိုစီမှာတော့အဲ့ဒါတော့မပါဘူးပေါ့နော် in ဆိုတော့ပေါ့အဲ့ဒါပြီးရင်အဲ့ parcel တွေအားလုံးကိုကျွန်တော်တို့က create လုပ်မယ်ဆိုတော့ create စပြီးလုပ်မယ်ဒါဆိုရင်ကျွန်တော်တို့ create ဆက်ပြီးတော့ဒီ parcel အားလုံးကိုဘယ်ကားပေါ်တင်မှာလဲပေါ့နော်ကားပေါ်တင်မယ်ကားပေါ်ဆိုရင်ကျွန်တော်တို့ကဒါကိုရွေးပြရလဲရှိတယ်ပေါ့နော်ဒါကတော့ create label လုပ်လိုက်တာအဲ့ label list တွေရလာပြီဆိုရင်နောက်တစ်မျိုးကဒီဘက်ချမ်းမှာကျွန်တော်ပြန်သွားပြီးတော့မှသူ့ကိုကျွန်တော်တို့က go ဆိုပြီးထပ်သွားတာလည်းရှိတယ်ပေါ့နော်ဒါဆိုရင် in ပြီးတော့ကျွန်တော်တို့ကနော် parcel တွေရောက်သွားပြီ parcel တွေရောက်သွားပြီဆိုရင်ကျွန်တော် label list ထဲတာမှာပြန်ပြီးတော့ကျွန်တော်လုပ်ရမယ်သူ့ကို go ပေါ့နော်ဘယ်ကားပေါ်တင်လိုက်တာလဲဒါကကားနာမည်ဘယ်ကားပေါ်ကိုတို့တင်လိုက်တာလဲ departed ဆိုထွက်ခွာသွားပြီဒီကားอ่ะပေါ့နော်အဲ့ဒါဒီ parcel ထုတ်တွေနဲ့သူကထွက်ခွာသွားတယ်အဲ့ကားအဲ့ဆိုပါသွားပြီဆိုရင်ကျွန်တော်တို့ကဒီ order ၄ခုတည်းပဲဒီ order လက်မှာဆိုကျွန်တော်ပြန်စစ်မယ်ဆိုရင်သူကဒီထုတ်တွေကdeparted ဆိုတော့ထွက်ခွာသွားပြီပေါ့နော်ဒါကကိုတို့သုံးလုံးနေမတူရင်တော့ပြန်ပြင်ပေးရမှာပေါ့နော် departed သူကထွက်ခွာသွားပြီဆိုရင်လည်းပြီးသွားပြီပေါ့နော်ဟိုရောက်ပြီဆိုရင်တော့ arrive ဆိုပြီးကျွန်တော်တို့နှိပ်ပေးရတာရှိသေးတယ်ပေါ့နော်အဲ့ဒါဘယ်မှာလဲဆိုတော့ create label မှာဆိုရင်ကျွန်တော်တစ်ချက်ပြန်ကြည့်အောင်သူ arrive ဆိုတာကို application ကနေနှိပ်ပေးရတာပေါ့နော်ဒီမှာတော့အောက်အိမ်နေမပါအောင်အဲ့ဒါဆိုရင်အဲ့ဒါကိုကျွန်တော်တို့က select နှိပ်လိုက်မယ်နှိပ်ပြီးရတယ်သူက arrive ဆိုတာကိုမရှိ departed ထွက်ခွာပြီအဲ့ဆိုရင်အဲ့ဒါကိုကျွန်တော်တို့က arrive ဆိုပြီးတော့နှိပ်ပေးရတယ်ဒီမှာတော့ကျွန်တော် second ပဲဖတ်ပေးရတယ် right ဆိုတော့မပါဘူးပေါ့နော်သူက Android ကနေနှိပ်ပေးရတာပေါ့နော်အဲ့လိုမျိုး Android ကနေနှိပ်ပေးရနှိပ်ပြီးမှသူကအဆင်ပြေတာပေါ့အဲ့ဒါကျွန်တော်တစ်ချက်ပြန်ကြည့်လောက်ဒါကြတော့ထွက်ခွာတယ်နောက်တစ်ခုက right ဆိုတာရှိသေးတယ်ပေါ့နော် parcel ကdeparted ဖြစ်သွားပြီဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာဆိုရင် right ပေါ့နော်ဒါဒီ parcel ကဟိုရောက်သွားပြီ customer စီရောက်သွားပြီဆိုရင် right ဆိုနှိပ်ပြီးလိုက်အဲ့ဆိုရင်ကျွန်တော်တို့ base stack ကပို့လိုက်တာလဲဒါမှမဟုတ်အဲ့ဘက်ကဘယ်သူကပို့လိုက်တာလဲပေါ့နော်ဟိုမှာမောင်ဆိုမောင်ပို့လိုက်တယ်ဆိုရင်ပို့ပြီးသွားပြီဒါဆိုဒီပစ္စည်းကရောက်ပြီပေါ့နော်အဲ့ဒါပြီးသွားပြီဒီပစ္စည်းမှာဆိုရင်ကျွန်တော်တို့အားလုံးပြီးသွားပြီဆိုတော့ right အနေနဲ့ဒီတနေ့စာမှာဘယ်လောက်ရှိတယ်လဲပြန်ကြည့်လို့ရမယ် parcel တို့ကလူတစ်ယောက်မှာဘယ်လောက်လဲဆိုတော့ကျွန်တော်တို့ပြန်ကြည့်လို့ရမယ်ပေါ့နော်ဒါမျိုးလေးတွေတော့ရှိတယ်မတူတာလေးတွေတော့
နည်းတော့ရှိမယ်ဒါကာကိုတက်ကျွန်တော်တို့ကရေးထားတာပေါ့နော် payment တွေမှာဆိုရင်ကျွန်တော်တို့ကဘယ်လိုပေးရမလဲပေါ့နော်အဲ့ပတ်စံမှာ amount တွေကိုပေးရမယ် customer ဘယ်လောက်ကဆိုရင်ဘယ်လောက်ဆက်မှာလဲပေါ့နော်နောက်ပြန် income expense တွေက other income တွေ final နဲ့ပတ်သက်တာလေးတွေကိုကျွန်တော်တို့ထည့်မယ်ဆိုရင်ပြီးရင်ကျတော့ကျွန်တော်တို့ report တွေကိုပြန်ကြည့်မယ်ပေါ့နော်ဒါမျိုးလေးတွေလောက်ပဲပါတာပေါ့နော်မရှင်းတော့ပြောပြပါ order မှာဆိုလဲဒါလေးတွေအောက်ရင်ဆိုတာကတော့ကိုရီးရဲ့လူတွေပေါ့နော်ဥပမာဒီဇွဲလိုင်ဆိုရင်ဇွဲလိုင်ကသူကပြင်မထွက်ခင်မှာသူ scan ဖတ်ကြတာပေါ့နော်အဲ့ဒါလေးတွေကတော့ကိုလိုစီမှာမပါလဲရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိမယ်အဲ့ဒါပြီးတော့ရင်ကိုတို့ online နဲ့အဲ့ဒါ local နဲ့သုံးချင်လဲသုံးလို့ရမယ် online နဲ့သုံးချင်လဲချက်ချင်းသုံးလို့ရမယ်ပေါ့နော်ကျွန်တော်တို့စီမှာသူကတော့ဒီ online နဲ့သုံးတဲ့သူတွေကြတော့ tracking ကိုပြန်ရှာလို့ရတယ်ပေါ့နော်ကုန်းနံပါတ်နဲ့ကျွန်တော်တို့ကရိုက်ပြီးတော့ tracking ကိုပြန်ရှာပြီးတော့အဲ့လိုမျိုးတွေပြန်ကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ EMD warehouse ဆိုတော့အဲ့လိုမျိုးသုံးတာပေါ့နော်ဟုတ်ကျေးဇူးထူးတင်ပါတယ်ပေါ့မရှင်းတော့ပြောပြပါအကုန်နဲ့မတူရင်တော့ကျွန်တော်တို့အစ်စ်လည်းပြန်ရေးလို့ရပါတယ်နော်ပေါ့နော်